ဗုဒ္ဓကဖယားလားဖယားဆိုတဲ့စကားလုံးကိုအဓိပ္ပာယ်ဖွဲ့ပြပါတဲ့ဖယားဆိုတာပူဇာရဟဆိုတဲ့ပုဂ္ဂကနေလာတာပူဇာရဟကနေပုရဟပုရဟကနေပူရွာပူရွာကနေဖုရွာဖုရွာကနေဖူယာဖူယာကနေဖယားဆိုပြီးတော့အတန်ထွက်အမျိုးမျိုးစလုံးပေါင်းအမျိုးမျိုးပြောင်းလဲလာတာဖြစ်တယ်ပူဇာရဟဆိုတဲ့အဓိပ္ပာယ်ကပူဇော်အထူးကိုခံယူတော်မူထိုက်ခြင်းလို့အဓိပ္ပာယ်ရတယ်ဗုဒ္ဓဆိုတာဘုဇတိတိဗုဒ္ဓသိစရာမှန်သမျှကိုကုံစင်အောင်သိတော်မူတဲ့အတွက်ကြောင့်ဗုဒ္ဓလို့ခေါ်တယ်သိသည့်အားလျော်စွာတတ္တဝါတွေကိုလည်းသိစေ၍တန္တရာဝိစင်းရဲမှလွတ်မြောက်စေတာကြောင့်ပူဇော်အထူးကိုခံယူတော်မူထိုက်သည့်အတွက်ပူဇာရဟဆိုတဲ့ဂုဏ်နဲ့လည်းပြည့်စုံတော်မူတယ်အဲ့ဒီလိုပူဇာရဟဆိုတဲ့ဂုဏ်နဲ့ပြည့်စုံတော်မူတာကြောင့်ဗုဒ္ဓကိုဖယားလို့ခေါ်တယ်ဒါကတက္ကတော်မေးလို့ဥစဉ်ဖြေလိုက်တာနော်နောက်တက္ကတော်မှတ်ထားတာတစ်ခုရှိသေးတယ်ဖယားဆိုတာအရာရာကိုလုပ်ပေးနိုင်စွမ်းရှိရတယ်အဲ့ဒါကိုဖယားလို့သတ်မှတ်တယ်ဗုဒ္ဓကဖယားမဟုတ်ဘူးလမ်းပြသူပဲလုံးဝဖယားမဟုတ်ဘူးတဲ့ဒီမှန်ကိုကြည်သောအဖြစ်တက္ကတော်ဟာဘယ်ဘာသာဝင်ဖြစ်တယ်ဆိုတာကိုဥစဉ်သိလိုက်ပြီနော်တက္ကတော်တို့ကိုးကွယ်တဲ့ဖယားကအရာရာကိုလုပ်ပေးနိုင်စွမ်းရှိတယ်ဆိုရင်အခုငလျင်ဘေးဒဏ်ကြောင့်တိတ်ဆုံးသွားတဲ့လူတွေပျက်စီးသွားတဲ့ပစ္စည်းဥစ္စာတွေကိုပြန်ရှင်အောင်ပြန်ပြီးတော့အကောင်းပကတိဖြစ်အောင်လုပ်ပြပါနော်လုပ်ပြနိုင်တယ်ဆိုရင်ဥစဉ်ကိုယ်တိုင်လူဝေလဲပြီးတော့တက္ကတော်တို့ရဲ့ဘာသာထဲကိုကူးပြောင်းလိုက်ပါမယ်မလုပ်ပေးနိုင်ဘဲနဲ့အပူတွေမပြောပါနဲ့နော်အခုချိန်ဟာသဘာဝဘေးဒဏ်ကြောင့်လူတော်တော်များများစိတ်ဆင်းရဲကိုယ်ဆင်းရဲဖြစ်နေတဲ့အချိန်ဖြစ်ပါတယ်အဲ့ဒါကိုတတိလေးနဲ့ဆင်ခြင်ပါလို့ဥစဉ်ပြောချင်ပါတယ်နော်